အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်တို့ဆလာပူလီရဲ့မြို့နေရာဖြစ်တဲ့ဘုရားကိုတွားရောက်ပူးမြူမှာဒီကျောင်းတော်ကြီးကတော့နှစ်ပေါင်း400ကျော်ပြီဖြစ်ပါတယ်ကျောင်းတော်ကြီးထဲကိုဝင်ကြရအောင်နော်တွားရအောင်ဟုတ်ပြီဒီမှာအခရီးကြိုက်တဲ့သူတွေအတွက်အဆင်ပြေတဲ့အခရီးတွေအများကြီးပဲပြီးတော့သူကတောင်နေရာမှာရှိတဲ့အတွက်တအားအေးချမ်းပြီးသားရတယ်ဒီကျောင်းတော်ကြီးရဲ့အထဲမှာတော့မြတ်စွာဘုရားရဲ့ခြေတော်ရာရှိပါတယ်ဒီဘုရားကျောင်းတော့တော်ဝင်ဘုရားကျောင်းလို့ခေါ်ပြီးတော့ဒီလှပတဲ့ကျောင်းတော်ကြီးပဲဖြစ်ပါတယ်ကဲကျွန်တော်တို့အထဲကိုခြေတော်ရာပတ်ပူကြရအောင်နော်သွားရအောင်ဒါတော့ဘုရားရဲ့ခြေတော်ရာဖြစ်ပါတယ်ကျွန်တော်အပြင်ကနေလဲထားတာတော့တအားလာရအထင်းမှာတအားကြည့်လို့ပေါင်းကဲဖျားပူကြီးဆိုတော့ကျွန်တော်ခရီးဆက်ဆက်ပါမယ်ဒီဖျားနဲ့တိတ်မဝေးတဲ့ရေတကုံပွားရအောင်ဒီရေတကုံကတအားအေးတယ်ဗျာဝင်ကြီးလည်းမပေးရသလိုစားစရာလည်းစီးမကြည့်ပါဘူးစားပြီးတောက်ပြီးမိုးကထက်ရွာလို့မပြန်ချင်လည်းပြန်ခဲ့ရတာပေါ့ဗျာ